ဆက်စဉ်တယောက်ဖြစ်လာဖို့ဆိုတာလူတွေကိုလိုက်တဲ့နေုံနဲ့မပြီးပါဘူးမိသားစုအတွက်အမှန်တရားကိုရှာဖွေရင်ဆက်စဉ်တယောက်ဖြစ်လာတဲ့ Ezio Auditore ဇာတ်လမ်းကိုစောကြည့်ရမယ်ဆိုရင်ဘယ်လိုနေမလဲ2009ခုနှစ်မှာထွက်ခဲ့တဲ့ Assassin's Creed 2 ဟာအီတလီရဲ့ Renaissance ခေတ်ကိုဇာတ်အိမ်တည်တာပြီး Assassin တယောက်ဖြစ်လာရတဲ့ Ezio ရဲ့ storyline ကိုစောကြည့်ရတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ Florence နဲ့ Venice လိုအီတလီရဲ့ထင်ရှားတဲ့မြို့တွေမှာအင်ကောင်မိုးတွေပေါ်ကနေဖာခေါ်လို့လူအုပ်ထဲဝင်ပြီးကိုအောင်ဖြောက်ရန်သူကိုချင်းကိုက်ရှင်းပြီးပြန်ထွက်လာရတဲ့ feeling ကကိုယ့်ကို assassin တယောက်လိုအပြည့်အဝခံစားရစေမှာပါခွန်ဘက်ပိုင်းမှာလည်း signature hidden blade strike throw knight တွေပြီးရန်သူကို AC ကောင်တာလုပ်ပြီးပြန်သိပ်လို့ရတဲ့အကွက်တွေပါဝင်လာပါတယ်ဒါပေမဲ့ဒီ game ရဲ့အဓိကအားသာချက်က Ezio ရဲ့ဇာတ်ကြောင်းပါပဲအစမှာမိသားစုအတွက်လက်စားချစ်ရှင်တဲ့လူငယ်တယောက်အဲ့ကနေတဖြည်းဖြည်း assassin တွေရဲ့အတိတ်ပဲနဲ့တာဝန်ကိုနားလေသဘောပေါက်လာတဲ့ဇာတ်လမ်းတော်တော်ဟိုက်ချင်းစရာကောင်းပါတယ်Leonardo da Vinci, Monterigino Villa နဲ့မြေရောက်ခန်းတွေရဲ့နေရာတွေမှာလောက်ရတဲ့ mission တွေကလည်း gameplay ကိုပုတ်ပြီးပြည့်စုံစေတဲ့အချက်တစ်ခုပါပဲဒီနေ့ခေတ် game တွေနဲ့ရှင်တော့ graphic နဲ့မြေပုံကျယ်ပုံကအသေးနေပြီဆိုပေမဲ့ Ezio ရဲ့ဇာတ်လမ်း Italy Renaissance ခေတ်နဲ့ assassin တယောက်ဖြစ်ရတဲ့ feeling ကြောင့်ဒီ game ကအခုထိစောကြည့်တဲ့ classic game ကောင်းတစ်ခုဖြစ်ပါတယ်နောက်ပိုင်းမှာလည်း Kumura game နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို sharing လုပ်ပေးတာမှမလို့ကျွန်တော်တို့ page လေးကို like and follow လုပ်ခဲ့ဖို့မမေ့ပါနဲ့